အဲ့တော့ပဲမင်္ဂလာပါခုနကတော့ဖတ်1ကိုဆော့ပြန်ပြလိုက်ပဲဖြစ်ပါတယ်ဖတ်1ကိုနောက်နေ့ကျမှတင်ပေးပဲပေါ့နော်ဖတ်1ကိုမနေ့ကတင်ပြီးပြီပေါ့နော်โอเคဆိုရင်တော့အခုကတော့ဖတ်2ပဲဖြစ်ပါတယ်ကဲအခုဆိုရင်တော့ဒီပေါ့နော်ဇက်ကောင်3ကောင်ပါပါမယ်မဲလွန်2ကောင်ရယ်အခုတက်ခံရမယ်ပန်းသီးလား dragon fruit လား dragon fruit ရယ်မဲလွန်2ကောင်ရယ်ဒါမှမဟုတ်မဲလွန်2ကောင်မဲလွန်3ကောင်ပါပါမယ်ဒီကိန်းကမဲလွန်အဲ့လူ4ယောက်လောက်မဲဥပမာမဲလွန်ရယ်ဖန်ကင်ရယ်ခွန်းရယ်အပဲ့ရယ်4ကောင်ဖြစ်သွားဆိုရင်ကိန်းကဟန်သွားပါလိမ့်မယ်အဲ့ဒါဆိုရင်ပစ္စည်းတွေထုတ်တာဥပမာလူတွေထုတ်တာအရန်များသွားပြီဖြစ်တဲ့ကြောင့်ကိန်းကဟန်သွားပါလိမ့်မယ်ဘရိုဒီကိန်းကိုဒေါင်းလို့ဆိုလို့ရှိရင်ဘရိုမှလူ4ယောက်မထုတ်ဖို့အတွက်ပြောချင်ပါတယ်ခုဆိုရင်တော့စလိုက်ကြရအောင်ကဲဒီနောက်ကကောင်ကအရက်ကပိုးရှည်နေပါတယ်အဲဒါကြောင့်မလို့ဒီကောင်ကိုနောက်ကိုပိုးလိုက်ပါမယ်โอเคဒါဆိုရင်တော့တက်ခံရမယ့်ကောင်ကိုရွေးမှာပဲဖြစ်ပါတယ်အဲ့ဒါတော့မယ်လုံးပဲဖြစ်ပါတယ်အော်တော့ delete လိုက်တယ်ကွာငါနဲ့ကဲဒါဆိုရင်တော့ဒီကောင်တွေကိုတော့မသေးသေးမထိုးသေးဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်တွေကိုမသေးသေးထိုးလိုက်လို့ဆိုလို့ရှိရင်အပေါ်မှာရှိတဲ့အသက်ခံရမဲ့မဲလုံးရှိကိုပါအာနိတဲ့ပြန့်သွားမှာကြောက်ပဲဖြစ်ပါတယ်အဲ့လိုမျိုးအာနိနဲ့မပြန့်ချင်ဘူးဆိုရင်တော့ဒီအပေါ်မှာရှိတဲ့ဆေးထုအကလေးနဲ့ထိုးဖို့အကြံပေးချင်ပါတယ်ဒါပေမဲ့တခုရှိတာဒီဆေးထုအနဲ့ထိုးရင်ထိုးရတာခက်တာကြောင့်မထိုးတတ်တဲ့သူတွေဆိုရင်လည်းဒီကောင်ကိုတက်ပြီးတော့မှဒီဖန်ပလုံးနေနဲ့ပြစ်ပေါက်တာဖန်လုံးနေနဲ့ဖန်ပတုံးတော်ဖြစ်ကုန်ဖန်လုံးနေနဲ့ပြစ်ပေါက်တာတို့ဘာလို့လဲရှိကြပါတယ်ကဲအခုဆိုရင်တော့သူတို့အင်ကြီးဝေးစားဖို့ပြဖြစ်ပါတယ်ဒါပေမဲ့အသက်ခံရတဲ့အကောင်ကတော့ဝတ်ပေးခံရမှာမဟုတ်ပါဝတ်တဲ့အသက်တွေပါအကုန်လုံးဖော်ပြသွားပါမယ်အခုပေါ်တော့သူတို့ gas mask တွေနဲ့တက်ပေးထားရပါမယ်ဘာဖြစ်လို့လဲဆိုတော့သူတို့တွေကိုအစိမ့်ဝင်နဲ့တက်တာပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်လုပ်လို့ဆိုလို့ရှိရင်အဲ့ဒီပေါ့နော် gas mask တက်ထားတဲ့ကောင်တွေကအသာလေးအစိမ့်ဝင်ကိုရှူနိုင်ပြီးတော့ gas mask မတက်ထားတဲ့ကောင်တွေကကြတော့အစိမ့်ဝင်ကိုမရှူနိုင်ဘဲနဲ့သေသွားမှာဖြစ်ပါတယ်ကဲအခုဆိုရင်တော့ခဏလေးနော်ကဲအခုဆိုရင်တော့သူ့ကိုဓာတ်နဲ့တွေဘာတွေမတက်တော့ပဲနဲ့ဒီတိုင်းအစိမ်းငွေနဲ့ပဲတက်မှာဖြစ်ပါတယ်ဒီမှာတော့စိမ်းငွေရှူးနေပါပြီဒါပေမဲ့ဟိုဘေးကကောင်ကတော့စူမှာမဟုတ်ပါဘူးဘာဖြစ်လို့သူတို့မှာ gas mask ပါပါတယ်အခုဆိုရင်သူမသေးသေးဘူးပေါ့နော်သူတို့မှာမျက်လုံးပွင့်နေပါလိမ့်မယ်အခုလိုမျက်လုံးမိတ်သွားပြီဆိုရင်သူကသေသွားပြီဖြစ်ပါတယ်နောက်တစ်ခါမှနမူနာပြပါမယ်အခုဆိုရင်တော့ဒီရဲ့လူကအကောင်မဲလုံးပေါ့နော်ဒီဘုံနဲ့ထည့်တော့ဖြစ်ပါတယ်ဒီအရာတွေကကျတော့ဒီပေါ့နော်အဲ့ဘုံတွေအစိတ်ဘုံတွေကျတော့ဒီအပေါင်းလေးရဲ့ဘေးမှာဒီအနီရောင်လေးပြထားပါတယ်အခုဒီဗီဒီယိုမှာပဲပြထားတာနော်အနီရောင်လေးပြထားပါတယ်တွေ့ပါလားအနီရောင်လေးပြထားပါတယ်အခုအဲ့ဒီလိုမျိုးစပွန်းတဲ့ဟာတွေမှာအခုအနီရောင်လေးဘာကြောင့်ပြထားလဲဆိုတော့ဒီမှာပစ္စည်းအသစ်တွေထွက်လို့ပါပစ္စည်းအသစ်တွေကိုလည်းဒီမှာအနီရောင်လေးပြထားပါတယ်အခုဆိုရင်ဒီဟာပစ္စည်းအသစ်တွေပေါ့နော်ဒါအောင်နဲ့ကြတယ်ဒီမှာအနီရောင်ပျောက်သွားမှာဖြစ်ပါတယ်ဒီထဲထဲရဒီပေါ့နော်အောက်ဆုံးတနေရာမှာရှိပါတယ်ဒီမှာပါโอเคဆိုရင်တော့ဒီကောင်ပေါင်းပါနောက်ဘဝကိုတယ်လီပေါက်ပြီးပါဖြစ်ပါတယ်โอเคဆိုရင်တော့အခုသူ့ကိုစိတ်ဝင်နဲ့လဲတက်ပြီးသွားပြီဆိုတော့ဒီကောင်းလေးကိုမသေးသေးထူဖို့ပဲကြံတော့တယ်ပေါ့နော်မသေးသေးရတော့အခုတက်ပဲကောင်လည်းမရှိသေးဘူးဆိုတော့ဟာနဲ့ပဲတက်ပါမယ်အခုဘရိုတို့တခုပြောကြရရှိပါတယ်အကောင်လုံးကိုဖျက်ချင်တယ်ဆိုရင်ဒီ clean everything နဲ့ဖြတ်ကြမယ်ပြီးသွားမှာဆိုလို့ထပ်ပြောပြရဖြစ်ပါတယ်
နှခါနိုင်ကနှခါနိုင်မပြတ်တာဖြစ်ပါတယ်အခုမျက်လုံးတွေပွင့်ရင်သေးတယ်ပိတ်တယ်ဆိုတဲ့ဟာတော့ဒီမှာပါအခုဒါတွေရဲ့ကျတော့အသက်ရှင်လျက်ကောင်တွေကိုပဲခေါင်းတွေကိုပဲဖော်ပြထားဖြစ်ပါတယ်ဒီမှာဆိုရင်သူတို့ရဲ့အဲ့ဒီမျက်နှာရဲ့ဒီတောင်လေးတွေမှာအမဲရောက်အဆက်ကလေးတွေတူတွေ့ရမှာဖြစ်ပါတယ်တိုမာတိုနဲ့ရိုးပါလွယ်ရင်ပေါ့နော်တွေ့ရမယ်ဒါဆိုရင်အဲ့ဒီမျက်စိကလေးတွေပိတ်သွားပြီဆိုလို့ရှိရင်ပိတ်သွားတာကိုဘယ်လိုခွဲခြားလို့ရလဲဆိုတော့နမူနာပြပါမယ်အခုဆိုမျက်လုံးပွင့်နေသေးရပါတော့ဘယ်လိုကြည့်လိုက်ပါမျက်လုံးပွင့်နေပါသေးတယ်အခုသွေးတွေကကျနေပါပြီထပ်ထိုးလိုက်ပါမယ်မျက်လုံးပိတ်တော့ပါမယ်โอเคအခုဆိုရင်ဒီမျက်လုံးပိတ်တဲ့ဆိုသူသေသွားပါပြီဒါပေမဲ့တခုပြောစရာကြံတာကဘာလဲဆိုတော့သူတို့ခန္ဓာကိုယ်တွေကသွေးတွေကုန်သွားတာနဲ့ပြန်နေသူတို့ရဲ့အလောင်းတွေကလည်းစပြီးပုတ်လာမှာဖြစ်ပါတယ်အခုဆိုရင်ပေါ့နော်အဲ့ဒီတစ်လောက်ထားလိုက်ရင်ဆက်ပုတ်တော့မှာဖြစ်ပါတယ်โอเคအခုဆိုရင်တော့ဒီကောင်ကိုပေါင်းရပဲကလေးရောက်ပါပြီအခု clean everything ကိုလုံးလိုက်တာမို့လို့ပေါင်းတဲ့ဆက်ကမရှိတော့ပါဘူးဒါပေမဲ့ဒီကောင်ကတော့ပေါင်းမှာမဟုတ်ပါဘူးဒါပေမဲ့ bro တို့ပုတ်သွားဘလို့ပုတ်မလဲဆိုတာကိုနမူနာပြဖို့အတွက်ထားမှာပဲဖြစ်ပါတယ်ဒါကိုတော့စိုက်တာပဲမဟုတ်ဘူးပါဘူးโอเคဆိုရင်တော့မီးအောင်ရင်ဘလို့ဖြစ်မလဲဆိုတာကိုပြပါโอเคဆိုရင်တော့ဒီဟာကိုမီးကောင်လုံးဖို့အတွက်ဟိုရှာနေရပဲဖြစ်ပါတယ်โอเคရေမတည်ဒီနာနေတိုင်းနဲ့ဆွေတော့ဆူပဲပေါ့နော်တောင်းပန်ပါတယ်အဲ့ဒါဆိုရင်ရပါတယ်တောင်းပန်ဘေးနာနေပြီးမှစကားတွေဝင်ပြောရသူလည်းရှိပါတယ်အဲ့ဒါတွေဖြစ်သွားရင်တောင်းပန်ပါတယ်ဘေးနာနေပေါ့နော်ကိုနဲ့မဆိုင်ပဲနဲ့ဝင်ပြောရသူလည်းရှိပါတယ်ဒီကူဆိုတော့ဒီဖုန်းနဲ့ဆော့တဲ့သူတွေပေါ့နော်ကျမလည်းဖုန်းနဲ့ဆော့တာပေါ့နော်အဲ့ဆော့တဲ့အခါမှာအဲ့ပစ္စည်းတစ်ခုခုကို start ချင်တယ်လို့ဆိုလို့ရှိရင်အဲ့ပစ္စည်းကိုဖိနှိပ်ထားပါဖိနှိပ်ထားရင်တောင်းမှဒီအဲ့နှိပ်တဲ့ဟာလေးပေါ်လာပါလိမ့်မယ်အဲ့ဟာလေးကိုနှိပ်လိုက်ပါရပါတယ်ဒါမှမဟုတ်လဲ start လို့ရတဲ့ပစ္စည်းတွေဆိုနှိပ်လိုက်ရင်ဒီမှာဒီတိလာအဲကွန်မှုတွေပဲများဆိုပါတယ်လေဒါလေးပေါ်လာလိမ့်မယ်ကွာအဲ့ဒါလေးနှိပ်လိုက်ရင်လည်းအဲ့လိုမျိုးကြာထားလိုက်မီးလောင်သွားမှာဖြစ်ပါတယ်ထားလိုက်ပါအခုဒီ Apple ရဲ့လောကဆိုတော့စပုတ်နေပါပြီစပုတ်နေပါပြီဒါရည်ဖြစ်တယ်ဒါတော့ဟိုကြီးမပုတ်သေးပါဘူးဒါဆိုရင်ပေါ့နော်သူကပုတ်နေတဲ့အတွက်ကြောင့်မီးလောင်သွားပါပြီโอเคဟုတ်ပြီဒါဆိုရင်တော့ဒီကောင်ဆက်ရပူးလိုက်ပါပြီအဲ့ဒါမလို့ရေထဲကိုစိတ်ပေးလိုက်ပါတယ်ဒီမီးလောင်တဲ့ဟာကြီးရက်သွားရင်တော့သူတို့ဟာလောင်ပြီးသားဖြစ်သွားလို့ရက်သွားတာဖြစ်ပါတယ်အခုဆိုရင်တော့ပြီးရင်လောင်ပြီးသွားတာနဲ့အပေါ်မှာဘလူးတို့ပြဖို့တွဲလောက်ချိန်ပေးထားဖြစ်ပါတယ်ကဲအခုဆိုရင်တော့ဒီအယိုးကြောက်တွေကိုတွဲလောက်ချိန်ပေးပြီးသွားပြီဖြစ်ပါတယ်ကဲအခုလက်နှစ်ဖက်ရှိတဲ့အယိုးကြောက်ကတော့မယ်လွန်ဖြစ်ပြီးတော့လက်တစ်ဖက်တည်းရှိတဲ့အယိုးကြောက်ကတော့အပယ်ပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်တွေကမီးလောင်ပြီးသားမို့လို့သူမှသွားစရာမရှိတော့လို့ဒီဆက်ကမပွင့်တာပဲဖြစ်ပါတယ်ပြီးတော့ခုနရေထဲချလိုက်လို့လည်းဖြစ်ကောင်းဖြစ်နိုင်ပါလေဆဲကျင်တော့မဲလို့တကောက်ထုတ်ပြီးတော့မှအခုဆို3កောင်ပဲရှိရဲပေါ့နော်
error တက်မှာ4កောင်ပါဟုတ်ပါတယ်စက်ကဒီပေါ့နော်ရေထဲချလိုက်တဲ့အတွက်ကြောင့်မြပြတ်သွားတာပဲဖြစ်ပါတယ်အဲ့မြပြတ်သွားရင်တော့ဇက်လိုက်နှိပ်ပေးရပါတယ်โอเคမနှိပ်တော့ဆိုရင်တော့သူကလည်းမဖြစ်တော့ပါဘူးအခုဆိုရင်တော့ဒီဒါတွေကပူးနေရပါတော့โอเคဒီ clean ပါတဲ့ဟာတွေအားလုံးပေါ့နော်ဒါ clean everything ဆိုလို့ပါမယ်အခုဒီဆောင်းရည်ရည်ဥတုမကြိုက်တော့ဆိုရင်ဒီဟာကိုပြန်နှိပ်အဲ့အပေါ်သွားခါကြောင်းလေးကိုနှိပ်ပြီးကိုရင်းချင်တဲ့ဟာကိုထည့်ရွေးချယ်လို့ရပါတယ်ကဲအခုကတော့ဒါလေးပဲပြင်ရွေးချယ်လိုက်ပါမယ်โอเคအခုဆိုရင်တော့ဘာလာမလဲဆိုတော့ခိုးကိုဒီမီးနဲ့မုန်းလိုက်ရင်ပေါဆုပ်တွေထွက်လာတာဟုတ်လားဆိုတဲ့ဟာကိုစမ်းသပ်ပြသွားမှာပဲဖြစ်ပါတယ်ဒါကိုတော့မဲလုံးဆော့တဲ့သူတော်များများသိမယ်လို့ထင်ပါတယ်ဟုတ်ပါတယ်ခွန်းတွေထွက်လာပါတယ်မပေါဆုပ်တွေထွက်လာပါတယ်နော်ဒါပေမဲ့အဲ့ဒါတွေကိုကြိုက်လို့မရပါဘူးပေါဆုပ်တွေထွက်လာပါတယ်အခုပေါ်တော့သူရှိမှာရှိတဲ့ပြောင်းမှုတွေကုန်သွားတာကြောင့်မထွက်တာဖြစ်ပါတယ်ကဲအခုဆိုရင်တော့ဒီရဲ့အလောင်းကိုပေါ့နော်စိတ်လိုက်ပြီဖြစ်ပါတယ်အခုဆိုရင်တော့ဒီဒီစိတ်ရဖြစ်ပါတယ်အဲ့လိုမျိုး bro ရဲ့ဟာတွေကလုံးဝဒီလိုမျိုးကြီးတွေမားတယ်ဆိုတော့ဒီလိုမျိုးကြီးတွေဖြစ်သွားပြီဆိုတာကတော့ဒီအချောင်းလေးတွေ့ပါလားအဲ့ဒီဘေးမှာရှိတယ်ရက်တဲ့ဟာရဲ့ခလုတ်ဒီခလုတ်လေးပေါ့နော်အဲ့ဒါလေးတွေ့နေတာလေဒီအပြည့်ရှိတဲ့ဒီအဖြူအောင်မြင်းလေးကအဲ့အောက်ဆုံးဘက်ကိုရောက်သွားမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ဒီမျိုးတွေနှေးကုန်မှာဖြစ်ပါတယ်အတန်နေဆိုရင်လည်းကြားပါပေါ့နော်လိုမျိုးအဲ့ကျိုးတဲ့အတန်တွေထောက်တဲ့အတန်တွေမြဲနေတဲ့စပီကာအခုနှေးသွားပြီဖြစ်ပါတယ်အစစ်ကိုပေါ်ပြတဲ့ဟာမျိုးဖြစ်ပါတယ်စစ်ကိုပေါ်ပြထားတာပေါ့နော်ဒီကတော့အကုန်လုံးပေါ်ပြထားတာဖြစ်ပါတယ်ဘုရားရမတော်ဒီကောင်လွင့်သွားတဲ့ဟာကိုဒီစင်းလေးပြထားတာဖြစ်ပါတယ်โอเคအခုဆိုရင်တော့ဒီကောင်မူဖို့တက်သွားပါပြီလက်ဒီရောက်ပါပြီအဲ့ဆိုရင်တော့ဟိုးပေါ်မှာအနေစာအကြောင်းနဲ့ကိစ္စရှင်းသွားပါပြီโอเคဒါဆိုရင်တော့ဒီနှစ်ခုပဲကြံပါတော့လေဒါကတော့ဟုတ်ပြီပြလုတ်ချေတော့ဒီဟာကိုပြန်နှိမ့်လိုက်ရတော့ဒီလိုမျိုးပြဖြစ်သွားပါပဲနေဆိုရင်လည်းဖြည်းဖြည်းလေးတွေကြာနေမှာပေါ့နော်အဲ့ဒီမုတ်ကိုကြိုက်တဲ့လူတွေကတော့မပြောင်းပါနဲ့မီးကိုဘယ်လိုဖြည်းဖြည်းလေးမုတ်လဲဆိုတော့ပြပါဦးပေါ့ဟောဒီမှာအဲ့လိုမုတ်တာပါကဲဒါဆိုရင်တော့မဲလိုဒါမှမဟုတ်ဒီတိုမာတိုပေါ့နော်တိုမာတိုကလုံးဝဟိုဖြစ်ပါတယ်ဒီသူ့ရဲ့အပေါ်ကဒီဖန်ပုံးလေးကွဲသွားရတယ်သူကတိတ်ပြီးပဲဖြစ်ပါတယ်ဒါတော့တက်ပြပါမယ်ပေါ့နော်လိုပါလေဒီချက်ပါလားအဲ့လိုဘာမှမဟုတ်ဘာမှမလုပ်ရသေးအဲ့လိုမျိုးကွဲသွားတာလို့โอเคဆိုတော့ဒီကောင်ပေါ့နော် reverse ပြန်ထိုးရင်မဖြစ်မလဲပေါ့မှန်မုံနဲ့ကွဲသွားရင်မှန်မုံကအစ်စ်ပြန်ဖြစ်မှာလားဒါပေမဲ့မတက်ကတော့ရမှာပေါ့ကွာအေးတော့โอเคအဲ့ဒါတော့အောက်ဆုံးကဒီကောင်ပေါ့နော် reverse ဒီစီထိုးလိုက်တော့ဒီအစိမ်းကအပေါ်ဆုံးကဒီစိမ်းအောင်လေးမဟုတ်ဘဲနဲ့ဒီအဲ့
အောင်ဆုံးပြောက်ခေတခုအလိုဆိုတော့အဲ့ဆိုင်အောင်အဲ့ဘူဟာလဲ reverse လောက်တာပါပဲဒါမဲ့ဒီကောင်ကပိုကောင်းတာပေါ့နော်ကဲအားလုံးပဲဒီဗီဒီယိုကတော့ဒီလောက်ပါပဲ subscribe လုပ်ဖို့လဲမမေ့ကြပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့မယ်တဒါ part 3လည်းရှိပါမယ်